Hi guys, my name is PT. ဒီနေ့ကတော့ Secret School ရဲ့မှာခြေစမ်းနာပြပြမှာ part 2ပဲဖြစ်ပါတယ်။အရေးတော့ဒါလေးနဲ့ပဲပေါ်တော့ရမှာပေါ့နော်။ကဲခုတော့ဝင်ပါပြီ။ဒါပေမဲ့သူဟာညမမဖြစ်ဘဲနဲ့မနက်မဖြစ်တဲ့ဟာလေးရှိပါတယ်။အဲအကြောင်းမလို့ပေါ့နော်။ဖြစ်ချရတာကိုပြမှာဖြစ်ပါတယ်။ရေစိုးဒီနေ့ကတော့ချူစမ်းနာတွေကို6ထားပြရတယ်မဟုတ်ပါဘူး။ဒါမဲ့ဗကြည့်တဲ့ရင်းနဲ့ဆိုပါမလို့သူစူးတဲ့ဖြစ်နေကျောင်းနဲ့ကgirl 1အခန်းနဲ့ပေါ့နော်သူရဲ့ girl ဟုတ်ပါဘူး1အခန်းနဲ့ပေါ့နော်ခဏလေးပြန်ပြဒီအခန်းနဲ့ပေါ့နော်အဲ့မှာပြထားပါတယ်အဲ့အခန်းနဲ့ကောင်းပါပြီမစီကိုလိုက်ပြီးတော့သွားမှာဖြစ်ပါတယ်လိုက်ပြီးတော့သူ့နောက်လိုက်မှာဖြစ်ပါတယ်တော့မကီကဒီနားမှာထိုင်တာပေါ့နော်တခြားတော့မမြင်ပြီဒီဗီဒီယိုလေးကကြာနေတော့ဆက်ပြပါမယ်မာကီကိုရင်သွားရှာလာအောင်တော့ပမာတိတ်တာတော့မသိဘူးလားခြေစုပ်ထဲမှာတော့ထိုင်နေပါမှာလေမဒါတဲ့တူမတ်မတ်ကီစာပြေးနေအောင်ဟာမရတော့ဖြစ်နေတယ်ခွက်နေဒါမှမကီနောက်လိုက်မယ်ပေါ့နော်ဒီနေ့ကတော့ကျူရဲမှာပေါ့နော်ရှားတွေ့လို့ပြမာကီရပေါ့နော်သူကအဲ့လိုမျိုးချားတွေ့ရပြန်တဲ့အချိန်မှာတော့မပြန်ဘူးပေါ့နော်ခေါင်းလောက်ထိုးလို့ပြန်တဲ့အချိန်မှာပေါ့နော်တော့မပြန်အဲ့တော့ဘာလို့လဲမသိပါဘူးအကောင်ဒီကောင်နဝဝအခန်းနဲ့ပါနော်ဒီပြမယ်လားဒီမှာမမကြီးဒီကအဲ့မှာတယောက်ထဲမလို့ပေါ့နော်ဒီနေ့ကအတန်ကျရပါတော့ကျန်တဲ့ချိန်လေးဆိုဧည့်သည်ရစကားများနေလို့ဆိုပြီးတော့တက်ပိတ်ထားတဲ့နေ့လေးရှိပါတယ်ဒီစားလဲဆိုတဲ့ဗီဒီယိုလေးကတန်ပိတ်ထားလို့ဖီတီကဟာသားအနေနဲ့တပေါ်လိုက်တာပါဒီကဖီတီတယောက်ထဲပေါ့နော်အမအကျူရှင်ပြန်လာမှာအကွက်4:14ပဲရှိသေးဆိုတော့အမေကလည်းပြန်လာဖို့မရဆောင်းလိုက်ပေါင်းမယ်မာကီကိုကဲခုတော့ပတိဆောင်းနဲ့အပြော်သွားပြီပေါ့နော်sorry ပါဆရာလာဆောက်လိုက်ပဲမာကီကိုတော့ဒီလိုဆရာပြေးလာမြန်တာငါတော့အေးညဟဲ့ညငါလည်းပါမယ်ပြင်လိုက်တာအမကြီးလည်းပဲနေဒီပါဟိုင်ပါမျိုးအင်္ဂလိပ်ရှင်ပြီးသွားရဲ့ချီပြပါမယ်အင်္ဂလိပ်ရှင်ပြီးရဲ့ချီကိုမဆောင်တော့ဘူးပေါ့နော်ဟိုရေးရမှာကြောင်နေတယ်အင်္ဂလိပ်ရှင်ပြီးရဲ့ချီကိုမဆောင်တော့ပါဘူးလဲဆိုတော့အင်္ဂလိပ်ရှင်ကကြာလို့ပေါ့နော်ပိုင်းနဲ့ပိုင်းတစ်ပဲခွဲပေးရပါမယ်
ကဲရတော့ပဲ bye bye